ဒီလူကတော့ကဘာပေါ်မှာအဆက်အစားနိုင်ဆုံးလူသားပြစ်ပြီးတော့ဘဲကိုတော်လဲပြီးမှငရုတ်သီးလေးတွေဆွဲထားတတ်ပြီးဗိုက်ဆိုင်ရင်လက်တဆုပ်ကြီးယူပြီးတော့စားလေးရှိပါတယ်။တရက်ကိုငရုတ်သီး10ပေါင်လောက်စားပြီးတော့မှအဆက်ကိုခံနိုင်ရရှိသွားခဲ့တာဖြစ်ပြီးတော့လေကြီးလေကျင်နဲ့ငါမစားနိုင်တဲ့ငရုတ်သီးဆိုတာတရုတ်မှမရှိဘူး။ကဘာမှာတော့မရှိသေးဘူးလို့ပြောနေပါတယ်။ဟောပေါ်ဆိုင်စပုံမှုကဒါကိုမယုံကြည်ပါဘူး။ဒီနေ့မှာတော့တကယ်ငရုတ်သီးစစ်စစ်ကဘာလဲဆိုတာကိုပြမယ်လို့လည်းပြောထားပြီးတော့စပုံမှုကအဆက်ဆုံးနီလန်73မျိုးသုံးပြီးတော့မှဟင်းရီကို3ညတိတိတည်ပြီးတော့ကဘာအဆက်ဆုံးဟောပေါ်ကိုလှုပ်ထားခဲ့တာဖြစ်ပါတယ်။ဟင်းရင်ကအစင်းင်းဖြစ်ပြီးဆိုတာနဲ့ပဲငရုတ်သီးတွေထည့်ပြီးဗီဒီယိုလေးမှာကျွန်တော်တို့ကြည့်ရတော့မှတော်တော်လေးကိုဆက်မဲ့ပုံရပါတယ်စပုံမှုကဟောဘောကိုသွားချပေးပါတယ်ငရုတ်သီးဘရင်ကတော့ဇွန်းနဲ့နည်းနည်းယူတော့ပြီးတော့အဲ့လောက်လည်းမဟုတ်ပါဘူးလို့ရည်ပြီးတော့ပြောလာပါတယ်စပုံမှုကလည်းရှက်သွားခဲ့ပါတယ်ငါများဟင်းရင်မှားပြီးတော့ယူလာတာလားဆိုပြီးတော့တင်းမိခဲ့ပြီးစားသုံးသူတယောက်ကိုမြေကြီးခိုင်းတဲ့အခါမှာတော့အဲ့ဒီအကိုကြီးကတူနဲ့ပဲနည်းနည်းလေးမြေကြီးတာတော့မှ2စက္ကန့်အတွင်းမှာမျက်နှာတွေနီလာခဲ့ပြီးတော့ချွေးတွေအောင်ပြန်လာရပါတယ်ငရုတ်သီးဘရင်ကတော့အာရပါရကိုစားပြနေပြီးငရုတ်သီးအရည်တွေကိုတော့မှဟင်းရည်လိုခတ်တော့ပြလိုက်ပါသေးတယ်။ဒါပေမဲ့မကျင်းတဲ့သေးပါဘူး။ကြက်တော်မှန်ခင်အဆက်ကို10ချောင်းထပ်မှပြန်ပါသေးတယ်။တာမန်လူတွေကတော့တလုံထင်းတဲ့တွေကိုမျက်ရည်တောင်ဝဲနေပြီးတော့နှာရည်တွေပါထွက်ပြီးမဲ့ဒီကောင်လေးကတော့မယုံလို့တလုံယူစားတာတော့နှောင်နှတွေရသွားခဲ့ပါတယ်။ဒါပေမဲ့လည်းငရုတ်သီးဘရင်ကတော့ကြက်တော်မှန်ခင်ကိုယူစားပြီးတော့မဆက်သေးဘူးလို့ပြောပါတယ်။ယူကျင်စရာပါပဲ။ကမ္ဘာမှာသူ့ကိုနိုင်မဲ့ငရုတ်သီးမရှိတော့ဘူးလား။ဒရိုက်တာကဆွမ်းငရုတ်သီးကိုတရိယာလို့သွားပါတယ်။ဒီငရုတ်သီးကတော့စင်ကိုကျွေးရင်တခုတည်းနဲ့အရန်ဆက်ပြီးတော့တေးနိုင်တဲ့ငရုတ်သီးဖြစ်ပြီးတော့မှတာမန်လူဆိုလို့ရှိရင်တော့စားဖို့မပြောနဲ့တစ်ချက်ကလေးရဲကြည့်မယ်ဆိုတော့ရှာကိုထုံသွားစေမှာပါ။ဟင်းရည်တွေကို5ခါလောက်တိုးလိုက်မယ်ဆိုရင်တော်တော်လေးကိုဆက်မှာဖြစ်ပြီးတော့မှအဲ့ဒီလင်များကတော့ဆွမ်းငရုတ်သီးကို10နှစ်ကြာအောင်စိုက်ပျိုးလို့ထားပါတယ်။အဆက်ရာခိုင်နှုန်းကအိန္ဒိယငရုတ်သီးရဲ့အခု6000ရဲ့အဆက်နဲ့ level 2မှာဖြစ်ပြီးတော့မှဘလောက်တောင်ဆက်လိုက်မလဲဆိုတော့ခံမှန်းကြည့်လို့ရပါတယ်။အဲ့ဒီလင်များကစိုက်ပျိုးလာခဲ့တာ10နှစ်ရှိပြီဆိုပေမဲ့လည်းခုတဲ့အချိန်ဆိုတော့ဝစ်စုံအပြည့်ဝေးပြီးတော့မှခုလိုရမှာဖြစ်ပါတယ်။သွားကြထွန်းနေနဲ့တိုးပြီးတော့ရှာနဲ့ရက်ရင်တော့မှနှကန်းကဝက်ဦးချောင်းလောက်ကိုဖူးသွားမှာဖြစ်ပြီးဒီဆွမ်းငရုတ်သီးကတော့ဘာဆာဆာမဆက်တဲ့ငရုတ်သီးပင်နဲ့တွေ့လို့ရှိရင်ဘယ်သူနိုင်မယ်လို့ထင်နေခင်ဗျ။ဟုတ်ကဲ့ပြန်ဝဲစီးမင်းကတော့ရိုးရှင်းပါတယ်။ဆွမ်းငရုတ်သီး9ခုကိုမိနစ်30အတွင်းစားနိုင်ရင်ပြန်ဝဲကိုအနိုင်ရရှိမှာဖြစ်ပါတယ်။အရေးပေါ်ကနေဈေးဝင်တန်းတွေကိုအစင်းသင့်ထားရှိပေးထားပါတယ်။ရွာသားတွေကတော့ငရုတ်သီးပင်ကိုကြည့်ကြပြီးတော့သဘောတွေကျနေပါတယ်။ဒီနေ့တွေတွင်မှာလူတော်တော်များများလာပြီးတော့ပြန်ကြပြီမဲ့နောက်ဆုံးမှာတော့လူနာထန်းစင်ပေါ်မှာခေါ်သွားခံရတာပဲအဖက်တင်ပါတယ်။ဟုတ်ကဲ့ငရုတ်သီးပင်ကဒါကိုကြော်လွှမ်းနိုင်မှာမလား။ငရုတ်သီးပင်ကဘာမှမပြောတော့ဘဲနဲ့ဆွမ်းငရုတ်သီးကိုကောက်စားလိုက်ပါတယ်။တေးချတော့မဝါဘဲနဲ့မျိုးချလိုက်ပါတယ်။ရွာသားတွေကဒါကိုကြည့်ပြီးတော့အံ့ဩလို့သွားကြပြီးငရုတ်သီးပင်ကတော့လုံးဝအေးဆေးပါပဲ။ရေတလို့တောက်ပြီးတော့ဒုတိယတစ်ခုထပ်ပြီးတော့စားပြန်ပါတယ်။မစားခင်မှာလေဒါအတုမဟုတ်ဘူးမလားလို့မေးပါတယ်။ငရုတ်သီးပင်ကတော့ဖြုံမရသေးပါဘူးခင်ဗျ။ဒါပေမဲ့ငရုတ်သီးကိုစိုက်လာတဲ့လင်များကတော့စားပြီးရင်ဖြစ်လာမဲ့နောက်ဆက်တွေကမလွယ်ဘူးဆိုတာကိုသိနေပါတယ်။တေချာပေါက်ပါပဲဒုတိယတစ်ခုစားပြီးတဲ့အခါမှာတော့ငရုတ်သီးဘရင်တယောက်ရေကိုအားရပါရတောက်နေပြီးဖြစ်ပြီးဆရာလေးရေကိုလျှော့ပြီးတော့တောက်ဖို့ပြောနေပါတယ်။တောက်လေးပို့ပြီးတော့ဆက်လေးဖြစ်ပြီးငရုတ်သီးဘရင်ကတော့စပြီးတော့ပူထူနေပါပြီ။တတိယတစ်ခုကိုယူလိုက်ပြီးတော့တစ်ခုလုံးကိုစားလိုက်ပြန်ပါတယ်။